လုံးလက်အုပ်ချီပြီးနောက်ကညီညီလေးဆိုကြအနန္တ၅ပါးကိုရှစ်ခိုးပါ၏ဗျာဆိုလေဟန်ကြသွားအနန္တ၅ပါးရှစ်ခိုးပြီးတဲ့နောက်ဒီကနေ့တော့ဘုန်းကြီးတို့ဒုက္ခသစ္စာသည်ဆင်းရဲတဲ့အကျိုးသစ္စာတတ္တဝါတိုင်းရောက်လာတဲ့တရားနာပရိသတ်ကြီးပါဘုန်းကြီးတို့ပါဒုက္ခသစ္စာကတော့လက်ငင်းခံစားနေကြရဒီဒုက္ခသစ္စာခံစားနေရတော့ဘယ်သူကြောင့်ဒီဒုက္ခသစ္စာဆိုတဲ့အကျိုးသစ္စာရလာသလဲသမုဒယလို့ဆိုတဲ့အကြောင်းသစ္စာကြောင့်ခင်ဗျားတို့ကျွတ်ဒီဒုက္ခအကျိုးသစ္စာကြီးရဒီခန္ဓာ၅ပါးရလာကြတဲ့ကဘုရားကိုယ်တော်မြတ်ကပိစုပါဒနဲ့ခန္ဓာပြီးဒုက္ခလို့ဟောထားတော့ဓမ္မစကြာရွတ်ကြဖတ်ကြရကြနာကြဘူးတဲ့ပုဂ္ဂိုလ်တိုင်းသိကြတော့ဖြစ်သည့်အတွက်ဒီဒုက္ခသစ္စာရလာတဲ့အကြောင်းတရားကိုဒီကနေ့ပေါ်လွင်အောင်ဟောမှာဖြစ်သဖြင့်ဘုန်းကြီးပေးထားတဲ့နာမည်လေးဒီကနေ့ကြောက်ခဲလေးရဲ့ဘဝဆုံးရှာပြီရေးသားကြီးပါတယ်တော့ဒီနေ့ဟောမှာကြောက်ခဲလေးရဲ့ဘဝဆုံးရှာပြီကြောက်ခဲလေးဆိုလို့လမ်းပေါ်ကကြောက်ခဲမဟုတ်ပါဘာကြောက်ခဲဆိုတာတော့ခင်ဗျားတို့ပေါ်လာလေရှင်မရတာဖြင့်ဟိုလမ်းပေါ်ကကြောက်ခဲမဟုတ်ရင်ဟောမိုးကုတ်ကထွက်နေတဲ့ယရနာကြောက်ခဲလားဖေမဟုတ်ဘူးပေါ်လာပါလိကျွတ်တို့သုံးလောကထိုထားသဗ္ဗညုမြတ်စွာဘုရားသခင်ကိုရောမြတ်ကြီးသက်တော်ထင်ရှားရှိတော်မူစဉ်အခါတုန်းကဘုရားသာသနာတွင်မှမှီတင်းနေထိုင်ရတဲ့ရွာတရွာဆိုပါစို့အဲ့ဒီရွာမှာဒါပေမဲ့ကြောက်ခဲလေးရဲ့ဘဝဆုံးရှာပြီဆိုတာကျွတ်တို့ဒန္တာကြီးဇာလမ်းမဟုတ်ပါလုံးချင်းဝတ္ထုတွေကလည်းမဟုတ်ပါကာတွန်းဇာလမ်းလည်းမဟုတ်ဘူးပြိတ္တာတိကင်ဂုတ်တရပါဠိတော်၎င်းတော့မနောရထပူရဏီအမည်ရှိသောအထကထာတာရထသင်္ဃဟတို့မှာဘုန်းကြီးထုတ်ဟောမဲ့ဇာလမ်းဖြစ်ပါတယ်အဲ့ဒီဘုရားသာသနာတွင်ရွာတရွာမှာညီကိုနှစ်ယောက်ရှိအကိုလို့သူကမောင်ကြောက်ခဲညီလို့သူကမောင်ကြောက်သေးညီကိုနှစ်ယောက်ရှိကြအမေနဲ့ဆိုတော့သားမိသားဖ3ယောက်သားမိ3ယောက်ပေါ့လေအဖမပါဘူးအမေနဲ့သားမိ3ယောက်နေထိုင်လာလိုက်ကြတာအကိုဖြစ်တဲ့မောင်ကြောက်ခဲကရိုးသားညီလို့တဲ့မောင်ကြောက်သေးကြတော့နည်းနည်းလေးဆန်းခင်ဗျားတို့ကျွတ်တို့ခေလဲပရိသတ်ကြီးအကြီးနဲ့အငယ်ဘသူကဆန်းတော့အငယ်ကဆန်းမှတ်ထားပေါ့ဆန်းယုံနေမကဘူးအငယ်ကညစ်ပတ်တယ်ဘယ်လိုညစ်ပတ်တယ်လဲညီကိုအရင်ပင်မယ်လို့ညီညစ်ပတ်ရင်အကိုခံရတိုင်းရမ်းပြီးတော့မညစ်ပတ်နဲ့အကိုဘက်ကလည်းမြောက်ပေးမယ်လို့ရှိတတ်တယ်မြင်မလားဟိုရှေးတုန်းကညီကို2ယောက်ဒီအဖေသေးသွားတော့အမွေခွဲကြတယ်ကြံရစ်တဲ့အမွေကစောင်းတစ်ထည်နဲ့နမတကောင်များစားပဲကိုကြီးရဲ့တဲ့ခုရှုံးမှနောင်ရှင်းအမွေခွဲမှညီလို့တဲ့ကောင်ကညစ်ပတ်စောင်းကြီးအလဲကောင်ကပန်းယူရင်စောင်းကြီးပြက်ယုံရှိမှခမည်းမလုံကျွန်တော်မလုံချုံမဖြစ်ဘူးသေးသွားပြီဒီလိုလုပ်ရအကိုကြီးကနေချုံပါတဲ့ကျွန်တော်ကစောင်းကြီးညချုံရစီဘိုင်ဘလောက်ညစ်ပတ်စောင်းကနေအသုံးများသလားညအသုံးများသလားအဲ့တော့အကိုကြီးကခေါင်းငိတ်နဲ့သဘောကောင်းတဲ့လူဆိုတော့ခွဲလိုက်ကြရောຫນွေကမေ့မေ့ပြောက်ပြောက်ဆောင်းတွင်းကြတော့အကိုကြီးဖင်တုံပြီဟ
ဟာညီလေးငါဆောင်ပေးပါဦးဟာအိုးဘာဆိုင်တို့များခမရနေပိုင်တာအေးဟုတ်သားပဲပစိုးနဲ့ကိုရမနဲ့မိုးလင်းတော့စောင်းကြီးလာဖို့ကိုကြီးရော့တယ်စောင်းဘာလို့ဘောတော့ကချွတ်ထွက်တဲ့ချိန်မှာငါရှိလာဖို့ထားခဲ့အဆင်မပြေဘူးနောက်နမကြီးအမွေခွဲကိုကြီးရဲ့တဲ့နမကြီးအလဲကောင်ကပန်းယူရင်လဲနမကြီးသေပြီးအမဲသားစားပြီးအရှိသဖြင့်ကျေးဇူးရှိမှာမဟုတ်ဘူးဒီလိုခွဲကြဆိုနေရာပိုင်းပြီးတော့အကိုကြီးကနမကြီးရှေ့ပိုင်းယူပါတဲ့ကျွန်တော်ကနောက်ပိုင်းသုံးမရစီတေချာနာထောင်နော်ပရိသတ်ကြီးနွားရှေ့ပိုင်းကအစာစားသလားနောက်ပိုင်းကအစာစားသလားရှုပ်မနေနဲ့အကိုကြီးနွားချောင်းခိုင်းနေရှင်းလို့နွားတို့ကဘယ်ကထွက်နောက်ပိုင်းကထွက်သူနွားတို့ညှက်တော့မဲအကိုကြီးနွားချောင်းခိုင်းပြီးတော့ခွဲကြရောဟာညီလေးနွားချောင်းဆိုတော့ဘာဆိုင်တို့မြခမရရှေ့ပိုင်းကစားတာဟာဟုတ်သားပဲနောက်နွားတို့သူကညှက်တော့ငါတိုက်ပါအောင်ဆိုတော့အိုးကျုံနောက်ပိုင်းကထွက်တာခမရသောက်ချင်ရှေ့ပိုင်းကဂျိုညှက်တော့အဲ့ဒါလို့ဆိုးွားခဲ့တဲ့ကောင်တနေ့တနှိုက်ကြတော့အကိုကြီးလို့သူတငယ်ချင်းတယောက်တွေ့မင်းပဲသွားမလို့လေဟာခမရနဲ့တွေ့တာလှဗျာကျုပ်လေမအားလတ်လို့ခမရအဖေသေးတုန်းကမရောက်မိဘူးညီကိုနှစ်ယောက်အဖေသေးပြီးတဲ့နောက်တင်းရှိကြရဲ့လားခမရအေးမတင့်တဲ့မဲဟာညီကိုချင်းဆိုတော့လည်းငါအသိခံရတော့ပေါ့ကွာလူကြီးဆိုတော့အတော်ဆိုးတဲ့ကောင်ကဲပြောသားမအောင်မြဒီလိုကွာစောင်းကြီးအဖွေရှိတုန်းကတူတူခြုံတာအခုအလဲကောင်ကပန်းယူပြက်မှာဆိုပြီးသူကညခြုံတယ်ငါနေခြုံတယ်ကွာအခုငါဆောင်းတွင်းဖွင့်တုံတာပေါ့အလွယ်ပါတယ်ဗျာမစားရတဲ့အမွဲသဲနဲ့ပက်ပေါ့ခမရဟောမြောက်ပေးတဲ့လူရှိတတ်တယ်ကောင်းတဲ့ဘက်ကအိုးရွက်နေတာကိုစလုံးအကောင်းနဲ့ပိတ်လို့မရဘူးဗျအိုးရွက်ရင်စလုံးအရွက်နဲ့ပိတ်မှတဲ့တယ်အေးမင်းကပုံလေးပတ်လေးနဲ့လှုပ်ဆောင်မဟုတ်ဟာဒါပေမဲ့ခမရကဘယ်ချိန်ပိုင်းလဲငါနေပိုင်းရင်ဆောင်းလာပို့တဲ့ချိန်ကစပြီးတော့ရေအိုးတဲ့ရေအပြည့်ထည့်ပြီးတော့တနေ့ကုန်စိမ်များပါဖြစ်ဟာကောင်ဖြစ်ပါမလားအောင်မယ်ခရသနာသလားမသနာပါဘူးကွာမသနာပါဘူးငါမှမညာတဲ့ကောင်ဒီတိုင်းလို့အေးကောင်းပြီဆိုပြီးပြန်သွားအကိုကြီးရော့တယ်ဆောင်းထားခဲ့ဆိုပြီးရေအိုးတဲ့ရေအပြည့်ထည့်ပြီးတနေ့ကုန်နှစ်တာဆောင်းချုံချင်းကြတော့လာပြီဟိုကောင်ကိုကြီးဆောင်းရောအဲ့ဟိုမှာရေအိုးလက်ညှိုးထိုးဗျစောင်းမေးတာဗျအဲ့ဒီထဲမှာကွာနှိုက်ကြည့်လိုက်တော့ရေတွေနဲ့နစ်ဟာကိုကြီးခဏပဲနဲ့လှုပ်တာအားဆိုင်တော့ကွာငါပိုင်တဲ့ချိန်ငါစိတ်ခင်ဗျာကျုပ်စောင်းလှမ်းရတာနဲ့ခြုံရတော့မှမဟုတ်မခြုံရကွာဟဲ့ကောင်နေတိုင်းစိတ်မှာကွာမင်းငါကြတော့မပေးဘူးငါပစိုးလေးနဲ့ကိုရကဲကိုကြီးအားတဲ့ဒီလိုတော့မလုပ်ပါနဲ့ဗျာတဲ့အဖွေးရှိတုံးကလူတူခြုံရပါစို့အမဲစောင်းတော့တဲ့သွားနောက်ဟိုတငယ်ချင်းနဲ့ပြန်တွေ့ဘယ်နဲ့တော့မျိုးအေးစောင်းတော့အဆင်ပြေသွားပြီကွာနမကြီးကြမ်းနေတာဟာနမကြီးကဘယ်လိုလုပ်တာတော့နေရာပိုင်းခွဲတာတဲ့ကွာငါရှေ့ပိုင်းပြီသူကနောက်ပိုင်းယူတယ်ငါရှေ့ပိုင်းကအစာစားတာဆိုတော့နွားကြောင်းတော့ငါကြီးဘောကွာနွားတို့ကသူ့နောက်ပိုင်းကထွက်တော့သူကြီးညှစ်တော့တယ်ငါမတိုက်ဘူးမလွယ်ပါတယ်ဗျအေးလှုပ်ပါအောင်ကွာစောင်းကလည်းမင်းကြောင့်ဆင်ပြေသွားတာဒီလိုလှုပ်ဗျခမရပဲနေရာပိုင်းတော့ငါရှေ့ပိုင်းရင်အဲ့ဒီကောင်နွားတို့ညှစ်နေတော့ခမရပိုင်တဲ့နမကြီးရှေ့ပိုင်းထိတ်တူနဲ့ထုဗျမြောက်ပေးတဲ့လူရှိတတ်တယ်နိုင်တိုင်းသိမ့်မဖိနဲ့ဟာကောင်ဖြစ်ပါမလားခရသနာသလားမသနာပါဘူးကငါဂျိုကညှစ်တော့ပြောတဲ့ကောင်ဒါဖြင့်ဒီတိုင်းလှုပ်ဆိုပြီးမှားလိုက်တော့အိမ်ပြန်ရောက်တော့ဟိုကောင်နွားနုညှစ်တော့မှာနွားနုညှစ်တာခင်ဗျားတို့မြင်မှုပါတယ်တချို့တကားတွေကိုယ်တိုင်ညှစ်ဖူးပါတယ်ခွက်ဒူးနဲ့ညှလို့လေတရှုံနဲ့ရိုင်းနဲ့နွားကျိုးတုတ်ရင်နဲ့နွားဒီတိုင်းညှစ်အဲ့ဒီလိုတရားနာပရိသတ်ရေဟိုကောင်နွားနုညှစ်တော့ခွက်ကြီးဒူးနဲ့ညှဒီကတူကြီးနောက်ကနေဖွဲ့ယူသွားကိုကြီးပဲတော့ဘယ်မဟုတ်ပါဘူးကွာထူသေးဘူးညှစ်မှထူ
Now who can learn one Nimalu Kaila, Namaji take two net child, Quando cannot. Liga, go to Club and Ludado. Hey, when I look at Madunga, by any young to the Lali Malumana. Me, no, I don't know. No, I know type by also, come here, she rang us, Sardines, who we do. Not you near Tali Valina. Di no asama salu pela ela di tua maruha lale mumaloba ne yakanya kai gujia de noanu le aturu taw ja ba so noa le aturu chaung ja ba so aphe si dong nga lu po ho te twa da jaw nyi soda nyit pat samye ngel de lu ko man la piai sa ji no a kaung long do mo bu po ji de lu nyit pat da le shi da ko ngel yue su po anai jin luဒါပေမဲ့များသောအဖြစ်ကြည့်အခုကြောက်ခဲကရိုးကြောက်သေးကနည်းနည်းလေးမရိုးသားဒါပေမဲ့လို့ရိုးသားတဲ့မောင်ကြောက်ခဲကအရင်အိမ်အောင်ပြုသည်အေးသားကြီးဘသူကအရင်အိမ်အောင်ပြုရှင်မရိုးတဲ့လူကအရင်အိမ်အောင်ပြုသလားဖေမမေးနဲ့လူရိုးသင်းချိုင်းမှရှိတယ်အဲ့ဒီကိစ္စကြမရိုးဒါကြောင့်ဘသူမှစိတ်မချနဲ့ဒီကိစ္စနဲ့ပတ်သက်လာရင်အသက်ကြီးတဲ့ဖိုးကြီးတွေလည်းစိတ်မချနဲ့ဟုတ်တယ်အသက်ကြီးပြီသူတို့ကလည်းအသက်ကသာကြီးတာဒါလောက်ပြောသိပါတယ်ဖိုးကြီးတွေကမခံရင်လို့အရှင်ဖရာတော်ကောဆိုကျွတ်တို့ဘုန်းကြီးတွေလည်းမချနဲ့ပုထုဇဉ်မှန်သမျှဘယ်သူမှစိတ်မချနဲ့မှန်ရလားဘုန်းကြီးပြောနေတာလွတ်အောင်သာရှောင်မှလွတ်တယ်မရှောင်ရင်တိုက်မယ်ဘယ်သူဖြစ်ကြည့်တရားနာပိဋကခုအဲ့ဒီလိုရိုးသားတဲ့မောင်ကြောက်ခဲအရင်အိမ်အောင်ပြုတော့သူတို့အိမ်လူတယောက်တိုးသွားပြီပေါ့တိုးဘူးလားပြိဿကြီးအကိုရဲ့အကိုမယားရဲ့ညီလုတ်တဲ့လူရဲ့၄ယောက်ဖြစ်သွားပြီသူတို့ရဲ့အမေရဲ့ဒီလိုနေလာခဲ့မောင်ကြောက်ခဲရတော်တဲ့နေ့စဉ်နဲ့မြထင်းကုတ်ထွက်ရထင်းကုတ်ထွက်တော့အိမ်နေခဲ့ရတာကမောင်ကြောက်သေးနဲ့မကြီးနဲ့မောင်ကြောက်သေးနဲ့မကြီးနဲ့နေ့စဉ်နေပါထိုင်မှတွေ့ပါမြင်မာများလာတော့ပြောရအောင်ပရိသတ်ကြီးချင်းသီးနဲ့စာအတူထားတော့ပါဖြစ်အရေးပြောတယ်ရွာတရွာသွားမေးတယ်ချင်းသီးနဲ့စာအတူထားဘာဖြစ်တုံးဆိုဒကမတယောက်ကအရေးထွက်ပါဗျာအရေးပြောတယ်ဆိုတော်သေးကဲအရေးပြောတယ်အိုးချင်းထားတော့ပါတယ်တုံးရိတ်သက်ကြီးအိုးချင်းထိကြိုးချင်းထားတော့သတိပြုပေါ်လဲလူကြီးတွေကြည်ထားကြမိမလောင်ငင်ကတားတဲ့ဗျလောင်ပြီးမှညှိလို့လွယ်တာမဟုတ်ဘူးခင်ဗျားတို့လူကြီးတွေကခုခေတ်ပြစ်ထားတတ်ပါတယ်မတားဘူးရုပ်ရှင်တွေသွားကြည့်ရုပ်ရှင်တွေကကျွတ်တူတစ်ခါကြည့်ဘူးတဲ့အမေလှုပ်တဲ့လူကသမီးတဲ့ညီကိုကာဖီဖြော်တိုင်းလိုက်တဲ့အမေတို့ဖျားကိုးစုသွားမလို့တဲ့ပြစ်ထားခဲ့မိမလောင်ငင်ကမတားဘူးလွန်ကျွံကြမှာအမလေးပစ္စည်းရေးကဘယ်လိုဂုံရင်းကမမျှလို့ပညာချင်းကဘာဆိုင်တုံးနဲ့ဟောကိုယ့်ရုပ်ကာယလှုပ်တော့ဟိုသေချင်းစိုးနဲ့သေးကုံနဲ့လူငယ်တွေဗမာပြည်အများကြီးအဲ့ဒါလူကြီးတွေအပြည့်မြေထဲခုံချရတာနဲ့တာဂိတတရားဘောကဆင်းချင်းခုံချရတာနဲ့အစိတ်သောရတာနဲ့မှန်ရလားပြိဿကြီးကဲကြည့်အခုတရားနာပြိဿကြီးအိုးချင်းထိဆိုတဲ့ကဲ့သို့မကြီးနဲ့မတ်နေပါထိုင်မှများလာတော့တရားနာပြိဿကြီးမှားကြတာပေါ့ဒီလိုမကြီးနဲ့မှမှားပြီးတော့လာခဲ့တဲ့ကိစ္စမောင်ကြောက်ခဲဖြစ်တဲ့အကိုကြီးမသိရှာပဲသိရလားပြိဿမသိပဲနဲ့နေလားနည်းနည်းတော့ထူးတယ်မိမထူးတာလဲ तू မသိဘူးဒီကနေ့တော့မကြီးလောက်တဲ့လူကမတ်ကိုပြောကြောက်သေးလို့ခွန်လိုက်တော့ဗျာလုံးမနေနဲ့လာအောင်ဒီကိုငါပြောဟိုမင်းနဲ့ငါနဲ့နေရထိုင်ရတာလေမင်းကိုကြီးမသိဘူးနော်ဟာမသိလို့ပေါ့ဗျာသိရင်ကျွတ်တို့နှလောင်းပြိုင်တတ်ပြစ်မှာအေးတတ်မှာ
သူတတ်တာမင်းခံနိုင်မလားချီနှင်းကောင်းစင်းကိုရင်းမေသည်ဗျာခင်ဗျာကိုတတ်တာဘယ်ခံနိုင်လိမ့်ဟေးမခံနိုင်မေသည်တတ်လိမ့်မယ်မသိသေးလို့ဘယ်လိုပဲမသိပေမဲ့လို့တနေ့နေ့တစ်ချိန်ချိန်တအိမ်နဲ့ဒီလိုနေကြရတော့ဒုကိစ္စသိလိမ့်မယ်သိရင် तू ကတတ်မှာဒီမဲ့ဒီလိုလို့ तू မတတ်ခင်တို့ကအရင်တတ်မှာဖြစ်မင်းနဲ့ငါနဲ့လဲလွတ်လွတ်လပ်လပ်နေရအောင်မင်းကိုကြီးဒီတိုင်းထားလို့မဖြစ်ဘူးတာခိုင်းပြီပရိသတ်ကြီးအဲ့ဒီလိုတတ်လို့ခိုင်းလိုက်တော့ကြောက်သေးလက်သီးကြစ်ပါအောင်ဆုပ်ဟင်မိမရုပ်ကြီးမိမကောင်းမှတ်ချီနှင်းကောင်းစဉ်အကူရင်းကိုအသက်ခိုင်းတဲ့မိမရောက်ခရပေပြီးတော့လက်သီးနဲ့ထိုးမလို့ကြိတ်မလို့လို့တော့ဟေးကြောက်သေးအောင်မဲမင်းကလက်သီးတွေပါဒီဆုပ်လို့ငါ့ကိုမင်းထိုးမလို့ကြိတ်မလို့ပေါ့လေဟေးဓမ္မငါပြောတာနားထောင်စားမင်းအတွက်ငါပြောတာပါဒီလိုဆိုရင်ဖြင့်ကြောက်သေးငါမှားတယ်ပဲထားပါတော့ကွယ်ကိုင်မသတ်ချင်ရင်လည်းနင်းနိုင်ပါတဲ့တော့ငေါ်လုံးလေးနဲ့မျက်နှာချိုသွေးပြီးတော့လာခဲ့ရမှာတရားနာပရိသတ်ကြီးဟောနောက်ရက်ကြတော့မောင်ကြောက်သေးမကြီးလို့သူကအကတ်မခံတော့ပရိသတ်ကြီးအကတ်ခံရလားတို့လေးဖြေကြငါအိတ်ချင်ဖြေနော်ကြဲလောင်လေးပရိသတ်ကြီးမောင်ကြောက်သေးကိုမကြီးလို့သူအကတ်ခံသေးရလားနလန်တော့ထားဆရာကိုဆေးတို့တော့လွတ်သွားပါဒီလိုအကတ်မခံတော့တရားနာပရိသတ်ကြီးမောင်ကြောက်သေးနည်းနည်းဆင်းရဲသွားဟေးမင်းဘယ်တော့ဟောဗျာဘယ်တော့မေးနေရသေးလားကျုပ်ခမရှိလာတာလေဟေးမလာနဲ့ကွယ်မလာနဲ့ကြောက်သေးရဲ့အိုးဗျာခမကြီးမင်းအိုးဗျာမလုံးနဲ့တော့မင်းငါနာမကနဲ့နော်ဒီတော့ဘုန်းကြီးကပါဇန်းနဲ့ပြောတာခမကြီးတို့အဲ့ဒီနှစ်ယောက်မျက်စိနဲ့မြင်အောင်မှန်းကြည့်စမ်းဟာဗျာခမကြီးဟေးမင်းဟာရမလုံးနဲ့မကနဲ့နော်မကနဲ့မင်းဗျာမဗျာနဲ့သွားမကနဲ့ဒီမှာရင်တော့ငါခိုင်းတာမှန်သမျှအကုန်ရအခုလေမင်းအကူတပ်ပါဆိုတော့မင်းကမရပဲကိုကွဒီမှာကြောက်သေးသွားငါနားမလာနဲ့ဆိုတော့မောင်ကြောက်သေးအပြင်းမဲ့ထွက်ပြီးတယောက်တည်းအတော်လေးစိတ်ဆင်းရဲသွားမှိုင်းရင်စဉ်းစားတယ်ကြောက်သေးအကူအသက်ခိုင်းနေပြီအလေမင်းကလည်းမင်းမဲလောကကြီးမိမတွေပေါ်သားနဲ့အကိုရမယားကိုမှမှားမိတဲ့ကောင်ဆိုတော့သူပြောတာဟုတ်တာပဲတရားကောင်းမလားတမယ်လို့អော်လိုက်တဲ့အတန်မကြီးကြတော့ထွက်လာတတ်မတဲ့ငါကြံခံနိုင်ယူလားကွမိမဖြက်ပြေတောင်ပြက်တာဟေးကြောက်တဲ့မင်းလူတယောက်ငါအကြံမအောင်ဘူးဆိုတော့မိမဖြက်ပြေပြက်ဆိုတဲ့စကားဟာပြက်စီးသွားမှာပေါ့ကဲအစင်ဘိန်းတက်လိုက်ရအောင်ရေနစ်ရဝါကူတာကောင်းတယ်ဆိုပြီးထွက်လာဟေးကြောက်တဲ့ခင်ဗျာမင်းမိုင်လာကြီးလားကွမိုင်ဆိုဗျာခင်ဗျာကြီးကကျုပ်ပေါ့အရင်လိုမှမဟုတ်ခဲနဲ့မင်းကငါပြစ်တင်မလို့လားငါကအရင်လိုမဟုတ်ဘူးဆိုတော့မင်းငါကအရင်လိုဟုတ်ကဲ့လားကွမင်းငါခိုင်းတာမှမရပဲကိုစဉ်းစားပါကြောက်သေးရဲ့တနေ့နေ့တစ်ချိန်ချိန်ကိုတို့ကိစ္စမင်းအကူကြီးမသိမရှိဘူးသိလာလိမ့်မယ်သိလာရင်ဒုက္ခပေးလာလိမ့်မယ်ကွဒါကြောင့်ငါပြောနေတာနော်
မင်းအတွက်ပြောနေတာငါအကြောင်းထူးတာမဟုတ်ဘူးဗျာဟုတ်ကဲ့တတ်မယ်ကျုပ်တတ်မယ်ဘယ်လိုတတ်ရမလို့ရေးသားကြီးတတ်တော့မတဲ့အကိုကိုရေးသားကြီးညီလို့သူကအကိုဘာလို့တော့မှကာမတတ္တိဟဲ့ညီငယ်နှမငယ်တွေမှတ်သွားကြကာမရဲ့တတ္တိဆိုတာလူသားရဲ့သည်ကြောက်ကလားဟဲ့ခိုးရဲ့သည်တိုက်ရဲ့သည်လူရဲ့သည်မှတ်ထားကြသေးချာကာမနဲ့ပတ်သက်ပြီးမြောက်မြောက်ပေးတဲ့သခြင်းတွေကလည်းလောကအတော်ပေါ်ဘူးလားပြိဿကြီးပေါ်တယ်နော်အင်းဦးလားဟိုသခြင်းတစ်ပုတ်ရွှေဘုံကြီးပေါ်စံကျင်ဘူးတဲ့တဲ့အုပ်အပြက်ကလေးထဲမှာကဲပြိဿကြီးမေးအောင်ခင်ဗျားတို့မှန်တဲ့တိုင်းပြောသားမှာရွှေဘုံကြီးပေါ်နဲ့တဲ့အုပ်အပြက်ထဲဘယ်နေရာနေခြင်းအေးငါလည်းရှာမပေးနိုင်ဘူးကွာကြာနော်ရွှေဘုံကြီးပေါ်နေခြင်းကြတာဘောဘယ်သူကတဲအုပ်ပြက်လေးတဲ့နေနိုင်ပါမလို့ဒါပေမဲ့လို့ရွှေဘုံကြီးပေါ်နေရပေမဲ့လို့ကိုချစ်တဲ့သူနဲ့မနေရရင်သေရတာကမြတ်တယ်လို့ဆိုကြသည်တဲ့အိုအပြက်ကလေးတဲ့နေရပေမဲ့လို့ကိုချစ်သူနဲ့များမျက်နှချင်းဆိုင်ပြီးထိုင်ကြည့်နေရရင်အမလေးထမင်းမစားရဘဲနဲ့ဗျိုင်းတူငတ်သေးခြင်းသေပါစေပျော်တယ်လို့ဆိုကြသည်မှန်ရလားဒီတာတတိထားပေါ့လေတတိထားပေါ့ကာမတတ္တိဤတဲ့ဟိုသချင်းတစ်ပုဒ်ကရှိသေးထမရေကိုအတူတောက်ရစေတော့ဆိုတာဆိုဘူးလားဟဲ့ထမရေဆိုတာတောက်တာပဲကောင်းပါရေးထားတဲ့သချင်းကတော့ထမရေကိုအတူရရစေတော့ရက်လို့တော်ပါမလားပြိဿလူဆိုတာတောက်တာဟဲ့ပြိဿကြီးထမရေမတောက်ဘူးလားတောက်ဘူးတယ်တို့လည်းတောက်တယ်အပုတ်နိုင်တယ်ထမရေတောက်ကြခွေးတွေကများငါစိတ်ဆိုးမလားမသိတောက်ကြထမရေဆိုတာတောက်တာရှာနဲ့ကုန်းရက်သလားဇွန်းနဲ့တောက်သလားဒါကြောင့်ထမရေအတူရက်ရစီတော့ဆိုတဲ့သချင်းလေးပြင်လိုက်ရင်ကောင်းထမရေကိုအတူတောက်ရစီတော့ဒီလိုဆိုရင်ကောင်းမလားတောက်တာကောင်းပါတယ်ရက်လို့ရတဲ့နောက်ကအရှည်ကြီးထွက်လာရင်ဒုက္ခမြောက်ဝေးတဲ့သချင်းတွေနဲ့ပတ်သက်ပြီးတော့ပြောပါတယ်စာရေးတဲ့လူတွေအပြစ်တင်တာမဟုတ်ပါဘူးပြိဿဒီတဲ့ဟိုသချင်းတစ်ပုဒ်ကရှိသေးအမလေးကောင်းဝင်ကဖိုးရွှေလာကြီးလှမ်းမေးတဲ့သူချစ်သူများတွေ့ရင်တဲ့ပြုံးယုံလေးပြုံးပြလိုက်ပါမဟုတ်ပါဘူးဒီလာကြီးကပြုံးယုံမကလို့ဖျဲပြတော့အဲ့ဒီကောင်သူသိမလားလို့ကာမတတ္တိထင်မိထင်ရပေါ့ကျွတ်တို့လည်းအဲ့ဒီထဲပါဝင်ပေါ့ကာမတတ္တဝါတွေဆိုတော့ဒီတဲ့ဟိုသချင်းတစ်ပုဒ်ကရှိသေးသူချစ်သူပဲရှိတော့နဲ့ဖားကလေးသွားမေးပြောလိုက်မယ်ဖားလေးကကွက်နဲ့ဒီကောင်နေဖားမေးလို့ပေါ့ငါပဇွန်လုံးသွားမေးတဲ့ချင်းနဲ့ဟိုရင်းညှက်လွတ်လိုက်ချီမနော်ကာမတတ္တိဆိုတာဒီတိုင်းပဲပြိဿအဲ့ဒီကာမတတ္တိပြင်းထန်လာတော့အခုမောင်ကျောက်သေးကအကိုလို့သူကိုတတ်တော့မရဲတတ်မယ်ဆိုပြီးဟောမင်းဒါဖြင့်ရောရဲရင်ယူသွားမြစ်စိတ်ကစောင့်မင်းအကိုကငါပြန်လာရင်ရေချိုးကောင်းလျှော်လွှတ်လိုက်မယ်ရေချိုးကောင်းလျှော်လွှတ်လိုက်လို့မြစ်စိတ်ရောက်တဲ့အချိန်ခါမှာရဲတင်းနဲ့သာမင်းအကိုရဲ့လေဘင်းပိုင်ချလိုက်တော့ခိုင်ရဲဆက်ကြီးအဲ့ဒီနေရာမှာတရားနာပရိသတ်ရေမောင်ကျောက်သေးထွက်သွားမြစ်စိတ်ကစောင့်ကတစ်ပင်ရင်းကနေပြီးတော့ရဲရင်ကြီးနဲ့စောင့်ပြန်လာပြီးကြောက်ခဲထင်းစီကြီးထမ်းလို့ကဲနဲ့အရင်တော့ကထွက်မကြိုတဲ့မိမဒီကနေ့သူ့လင်းသားမောင်ကျောက်ခဲကိုထွက်ကြိုသည်ရေသာရင်တော့ကကြိုရလားမိမထူးနေတယ်ဟောကိုကြောက်ခဲမလီတွတ်တောင်ပြန်လာပြီကြီးသားမောင်ချွေးတဲ့တန်းနေနဲ့မောလာလိုက်တာပဲထင်းစီလေးကြုတ်ကူချမယ်ချွေးတဲ့တန်းနေသုတ်ပေးလို့မယားထူးနေတာမသိဘူးတကားဒီမှတ်သွားကြယောက်ျားချင်းကိုချင်းစာလို့ဘုန်းကြီးဝင့်နေပေမဲ့မှားခဲ့အောင်မဲ့မိမများကျွတ်တို့ထူးတဲ့နေထူးတယ်ဗျ
ူးရင်သတိထားကြည့်အခုထူးနေတာမသိရှာဘူးမသိတော့အော်ကြည်သားမအောင်ငါမရအရင်တုန်းကငါထွက်ပြီးတော့ကြိုးပေါ်မရဒီကနေ့ငါကိုထွက်ပြီးတော့ကြိုးတယ်အရင်တုန်းကနဲ့ပိုချစ်တယ်နဲ့တူတယ်မသိဘူးပိုချစ်ပြန်တယ်မှတ်ထားနော်ဒီခြားခြားထူးတဲ့နေရာကိုသိရအဲ့ဒါလို့ပိုချစ်တယ်ထင်ပြီးတော့တရားနာပြိဿကြီးဝမ်းမြောက်ဝမ်းသာနဲ့ပေါ့ဒီမဲ့ကိုကြောက်ခဲတော်ကြိုက်တတ်တဲ့ချင်းဟင်္ဂါသီလေးကျုပ်အစာများများနဲ့မခါအောင်ချက်ထားတယ်ဒါပေမဲ့လို့လေချွေးတွေတန်နေနဲ့ရေချိုးခေါင်းလျှော်ပြီးမှတန်တန်ရှင်းရှင်းနဲ့မျက်နှာချင်းဆိုင်ထိုင်းပြီးတော့မြိုင်မြိုင်စားကြတာပေါ့ခေါင်းလျှော်ကြည့်အောင်လေအေးပစိုးပွေးဆိုပြီးတော့ဟောပစိုးလေးပခုံးတင်ပြီးထွက်သွားပြေသာကြီးထွက်သွားဗလားတရားနာပြေသာယူလိုက်တာမောင်ကြောက်ခဲသူ့ဘာမှမသိရှာဘူးယူဆိုတရားနာပြေသာကြားဘူးကြပါလိမ့်မယ်ရှေးတုန်းကအပြိုကြီးလင်မယားကြီးမှာပေါ့ရှင်မယားအပြိုကြီးလဲဆိုရလင်မယားများဖြစ်မလားဗျာဟိုအပြိုကြီးလူပြိုကြီးဘဝမှာရလို့အပြိုကြီးလင်မယားရိုးပုံအပုံလေးပြောရအောင်ယောက်ျားကရောင်တုံးကြီးနဲ့မိန်းမကဘီးစပတ်ကြီးနဲ့40ကျော်မှရအဲ့ဒါသူများမြောက်ပေးလို့ရဒီရထဲလည်းမြောက်ပေးတဲ့လူတွေကရှိတတ်တယ်မင်းတို့အသက်ကြီးပြီနော်တဲ့40ကျော်လာပြီတဲ့နေကောင်းတော့ကိစ္စမရှိဘူးတဲ့မကြမ်းပါတဲ့အချိန်ခါမှာလင်ရမရရဲ့ဆိုမှကိုပြီးရင်ပြီးပြုစုမှားတဲ့ယူကြမြောက်ပေးရောမြောက်ပေးတော့ရရောရလာသည့်အထိမှန်တခါမှကြည့်ဘူးတဲ့လင်မရမဟုတ်ဘူးတနေ့သ၌ကြတော့အိမ်ဝိုင်းထဲကမိမလုတ်တဲ့လူကမှန်ဝိုင်းလေးတစ်ချက်ကောက်ရမှန်နဲ့ကြည့်လိုက်တော့ဘီးစပတ်နဲ့သူ့ရုပ်ပုံကြီးပေါ်တယ်ဟောကြည့်စမ်းပေချင်းဆိုငါရိုးတဲ့အောင်းမိတ်ရိုးတဲ့အောင်းမိတ်ဒါ40ကျော်မှရလာပြီးတော့ကြည်စမ်းမတော့ဒါသူ့မရငယ်ဒါပုံမာပြီသူ့ရုပ်ပုံသူကြည့်ပြီဟိုလေကြည်စမ်းမပြီးစပတ်ကြီးနဲ့ချောချောခန်းခန်းကြီးတွေ့ကြသေးတာပေါ့ဖာလေးတဲ့ထဲ့ထားပြီးတရားနာပြေသာနေ့စဉ်နဲ့မြတ်ဒီဓာတ်ပုံထုတ်ကြည့်ပြီးတော့ငိုတာသူ့မရငယ်ဓာတ်ပုံဆိုပြီးတော့နောက်လင်လုတ်တဲ့လူကတရားနာပြိဿကြီးချောင်းကြည့်ဒါမိမဖာလေးတဲ့ဘာလေးမှမသိဘူးထုတ်ကြည့်ဒါလေးကြည့်ပြီးတော့ငိုတယ်ဧကန္တတော့ဧကန္တပဲဘာဧကန္တမှလည်းငါမသိဘူးနောက်မယားမရှိတဲ့အခိုက်သူကဖာလေးဖွင့်ဖာကလည်းမယားရှိတော့ဖွင့်လို့မရဘူးကြည့်ကျင်တာကိုဖာလေးဖွင့်ပြီးတော့မှန်ဝိုင်းကလေးထုတ်ကြည့်လိုက်တော့ရောင်တုံးကြီးနဲ့တွေ့ဒါကြောင့်ကိုလို့ဆိုတဲ့ကြည်စမ်းငါမိမရိုးတဲ့အောင်မိလက်ဆက်တတ်တော့သူ့လင်ငယ်ဓာတ်ပုံဖာတဲ့ထဲ့ထားသူ့လင်ငယ်လုံးလုံးငိုနေတာကိုတွေ့ကြသေးတာပေါ့ကျင်းနေတော့ပြုံးနဲ့မိမဝင်လာဒါဘာလို့တာဟေးဘာလို့ရမလဲကွာမင်းကိစ္စမင်းမသိဘူးကျုပ်ကိစ္စဘာတော့လုံးမနေနဲ့ကြင်မကြည့်စမ်းမင်းလည်းငဲ့တာပုံအောင်မယ် तू ကတပြန်ကြီးပြောရတယ်အဲ့ဒါတောင်းမရင်ငဲ့တာပုံမင်းလည်းငဲ့တာပုံနှစ်ယောက်ပေးမိမကပေးဘူးလူကြရောလူရင်ယုံရင်ကုတ်ရင်ဖယ်ရင်နဲ့ဓာတ်ပုံလေးကဘေးထွက်သွားနောက်မိမလုတ်တဲ့လူကဓာတ်ပုံကောက်သူတို့ဓာတ်ပုံထင်းနေတာပေါ့လေမှန်ကိုပဲဓာတ်ပုံထင်းနေတယ်လင်မယားတော့ဒီတိုင်းမထားဘူးတော့ဆရာဘုန်းကြီးသွားလျှောက်ဟေးမသွားနဲ့သွားမယ်သွားခြင်းသွားပေါ့မေးလင်ကဓာတ်ပုံအဲ့ဒီဘုန်းကြီးပြမေ့ရင်ရိုက်သွားငါနောက်ကလိုက်ခဲ့သွားမယ်ဆိုပြီးကြောင်းသွားလင်ကနောက်ကဘုန်းကြီးဖျားဟဲ့ဘာတို့ဒီလင်မယားမျက်စိမျက်နှာမကောင်းနဲ့ရံဖြစ်လာကြပြီချင်းတယ်ကြည့်ပြီးတော့သူတတ်လာတယ်ဗျာဘာလို့တတ်တာတော့အရှင်မယားတပည့်မကောင်းဘူးဗျာတူနေလာပြီးတောင်ပြောင်းတော့ပြောနေဟုတ်တယ်ဖေ။ရှင်မယားတပည့်မရင်ငယ်ထားတယ်ဖေ40ကျော်မှဟဲ့ကမဟုတ်လားမဟုတ်ဘူးဖေ။ဘာကွာဟုတ်တယ်ဖေ။ဒီကောတဲရှုံးနေပါလားမဟုတ်ဘူးဟုတ်တယ်။ဒ
တပည့်တော်မရငဲ့ဓာတ်ပုံမဟုတ်ဘူးဗျသူလင်ငဲ့ဓာတ်ပုံဟုတ်တယ်ဗျအာမင်းတို့ကတဲရှုပ်ကိုကတယောက်ကမရငဲ့ဓာတ်ပုံတယောက်ကလင်ငဲ့ဓာတ်ပုံဟဲ့ပေးစမ်းဆိုပြီးဘုန်းကြီးယူကြည့်တယ်ကရုံးကြီးနဲ့တွေ့မိုက်ပါဟာနင်တို့လောက်အားတယ်လင်မယားလောကရှိမထင်ပါဘူးတဲ့အားတယ်လင်မယားဘယ်မရငဲ့ဓာတ်ပုံလင်ငဲ့ဓာတ်ပုံမှမဟုတ်ဘူးဒါပြန်တော်မူသွားတယ်ငါဆရာဘုန်းကြီးပုံဟာမာတာအမလေးဘုန်းကြီးကမှန်ဝိုင်းလေးချပြီးဖင်ထောင်းရှစ်ခိုးတာဆိုပဲပြည်သားရှေးတုန်းကတော့လူရိုးတွေလည်းရှိတယ်ဘုန်းကြီးရိုးတွေလည်းရှိဒါပတိခုခေတ်လည်းဘုန်းကြီးအသက်ရွယ်ကြီးတဲ့ဘုန်းကြီးတွေရိုးရရှာပါတယ်ဒါကြောင့်လူကြီးတွေလည်းတရားပွဲရောက်လာတော့မှားလဲအောင်ဖွေကြီးမေကြီးတို့ခမရတို့ကအသက်ကြီးပြီသူတို့ခေတ်စကားတွေဘာမှနားမလဲဘူးရမ်းမသုံးကြနဲ့အသုံးမှားနေအောင်မယ်ကိုင်းရှိသေးတော့ရိုးတဲ့နေရာကထွက်သွားတယ်ကျုပ်လည်းဇက်ထုံမျက်ခြေပြတ်လိမ့်မယ်ကိုင်းရဲတဲ့နဲ့သွားစောင့်ဒီကလည်းတရားနာပိဋကပစိုးလေးပခုံးတင်ပြီးတော့မယားလေးရဲ့မျက်နှာမျက်စိတွေကမထွက်တဲ့ရောင်ပေါ့လေသူစိတ်ထဲထင်းနေမယားလေးပြောတယ်အတန်းနာတွေကမထွက်တဲ့ရောင်တကယ်မထွက်တာမဟုတ်ဘူးဟဲ့တော့ရောစိတ်ထဲကဆွဲလန်းပြီးတော့မြစ်စေရောက်တော့ဆံမင်လေးဖာရချပြီးတော့ခေါင်းလျှော်လိုက်တော့အမလေးမယားလေးမျက်နှာကရေစမှလေရေထဲမှာတုံပြုံနဲ့တုံရောပေါ်ပြိတ္တာဆံမင်လေးချလိုက်တော့ရေလေးကရေလှုပ်တဲ့အထဲမှာသူမယားမျက်နှာအရိပ်ကလေးသူမျက်စိထဲမှာမြင်နေတဲ့ရောင်တကယ်မြင်တာမဟုတ်ဘူးဟဲ့တရောင်မှတ်ထားဦးစိတ်ကထင်တာဝိပ္ပန္နသတွေပေါ့စောစောကဟောခဲ့တဲ့အတိုင်းပေါ့တချို့ကတရလွန်ပြောကြတယ်မလီသူခန္ဓာကိုယ်လေးငါမျက်စိတွေကမထွက်ဘူးတဲ့လူတစ်ကောင်လုံးမျက်စိတွေကမထွက်ဒီမျက်စိဟောက်တော့ထွက်သေးမှာပေါ့ထင်တာဒီလိုမယားကလေးမျက်နှာပေါ်နေတဲ့ရောင်ထင်းပြီးတော့ကြည်နေခိုင်းဟောတရားနာပြိတ္တကြီးညီလို့သူကရဲရင်းကြီးနဲ့နောက်ကလာတဲ့ပြီးလေပင်စင်းချလိုက်တော့ဆိုကြတော့ကြာသွားပြီတင်ရငိုချင်းချရမနေနဲ့အသက်တောင်ဘယ်ထွက်ရမှမသိငိုချင်းဆိုတာသူ့နေရာနဲ့သူငိုသင်းတဲ့နေရာမှာငိုရတယ်နောက်ပိုင်းမှာကြည့်ရှုလုပ်တာပေါ့ဟုတ်တယ်ဒီနေရာငိုကိုမငိုနိုင်ဘူးမသေးလို့ငိုတောင်မှမရဒါပဲငိုနိုင်တယ်သူငိုရင်ကဲသွားရောလည်းပင်ပြတ်ကြသွားဒီနေရာပဋိစ္စသမုပ္ပါလေးဝင်ကြည့်လိုက်စမ်းပါဗျဇာတ်ထုတ်တယ်ပဋိစ္စသမုပ္ပါလေးဝင်ကြည့်လိုက်စမ်းပါဥပါဒဟမြဘယ်သူကလာပြီးတော့စဆက်တယ်လဲလို့ဆိုတော့တဏှာအဲ့ဒီတဏှာကိုဘယ်သူကကူးပေးလိုက်တာတုံးဆိုတော့ခမည်းတော်စောစောကဟောခဲ့တဲ့ဝေဒနာမယားလေးမျက်နှာပြုံးရွှင်နဲ့ပြောလိုက်တာကိုမြင်ခဲ့တော့သူ့စိတ်ချမ်းသာတယ်ထင်းတော့ဒုက္ခဝေဒနာမယားလေးတို့တာပလီပလာနဲ့သူ့တတ်ဖို့ပြောပေမဲ့လို့တတ်ဖို့မထင်မဲနဲ့မသိရှာတော့ငါချစ်ရှာတယ်မယားပလီပလာပြောတာပါပေမဲ့လို့သူ့နားထဲကမထွက်တဲ့ရောင်ထင်ပြီးတော့လာခဲ့တော့မယားအတန်လေးကြားလို့စိတ်ချမ်းသာတော့ဒုက္ခဝေဒနာဝမ်းမြောက်တော့သောမနတဝေဒနာပေါ့အဲ့ဒီဝေဒနာကဘယ်သူဆက်တယ်လဲဝေဒနာပစ္စယတဏှာပြည်သားကြီးဘယ်သူဆက်တယ်တဏှာဆိုတာပါလေတရက်ကိုကောက်တော့လောဘပတိတိလောဘလိုချင်တာလောဘတဏှာဆိုလို့မိန်းမတယောက်ကယောက်ျားတယောက်ကိုလိုချင်တယ်ယောက်ျားတယောက်ကမိန်းမတယောက်ကိုလိုချင်တယ်အဲ့ဒါလောက်တင်တဏှာမမှတ်နဲ့စားချင်တယ်သွားချင်တယ်ကြည်ချင်တယ်မြင်ချင်တယ်ပြောချင်တယ်ပါချင်တယ်အကုန်လုံးအဲ့ဒါတဏှာတွေအဲ့ဒီတရားနာပိဋကကြီးတဏှာကိုဆက်ပေးလိုက်တော့ဒီတဏှာကတဖြည်းဖြည်းရင့်တန်းလာတော့တဏှာပစ္စယဥပါဒနာဆိုတာဘယ်သူလဲလောဘတဏှာဆိုတာလဲလောဘနှစ်ခုဖြစ်နေလို့မျက်စိမလဲနဲ့တဏှာလို့ဆိုတဲ့လောဘကအနုဥပါဒံလို့ဆိုတဲ့လောဘကရင့်သွားပြီ
အမှန်တော့လောဘကိုအနုအရင်ခွဲထားဥပါဒံဆိုတာပြင်းထန်သွားပြီအဲ့ဒီဥပါဒံကဘယ်သူဆက်တယ်လဲလို့ဆိုတော့ဥပါဒနာပစ္စယဘဝဆက်ဒီသားကြီးဥပါဒံကဘယ်ဆက်တော့ဟောဘဝဆက်ပုံလေးနားထောင်ကြည့်မိမဆွဲလန်းတဲ့စိတ်နဲ့သေတော့ဟိုဘက်ဘာသွားဖြစ်တယ်လဲလို့ဆိုတော့တသမိန်ခေဟေအဲ့ဒီအိမ်သူမိမနဲ့သူညီရဲ့အိမ်မဟာဓမ္မနိဟုတ်တဝနိဗ္ဗာတိထမွေလေးသွားဖြစ်ပြေသားကြီးဘာသွားဖြစ်တော့ထမွေလေးသွားဖြစ်တယ်ထမွေလေးသွားဖြစ်တော့လေတရားနာပိဋကကျွတ်တို့မွေရီးလေးဘာမွေလေးတော့စားတဲ့မွေအထီးမှပါသလားဖះမမေးနဲ့မပါဘူးကျုပ်ဖာကျုပ်အထီးတက်ပေးတာဟိုဟာဆွဲလန်းဖြစ်မှတော့ဒါပဲဖြစ်မယ်မွေမဖြစ်နိုင်ဘူးမွေမဖြစ်နိုင်ဘူးကျန်းကန်ကမရေးပေသည်အတက်ပဲအဲ့ဒါလွဲချော်မနေနဲ့တော့မွေရီးလေးဖြစ်တော့ဒီမိမဆွဲလန်းမပြေတော့အိမ်ခေါင်လျောက်တဲ့မိမအိမ်အောင်ရောက်လာရင်ပဲလက်လှမ်းပြီးဖောက်ကနေခွာချမိမကောင်းမော်ကြလက်ကလေးနဲ့ဖတ်ကန်ကြည့်အေးမလေးမွေဘာပြောကောင်းမလဲတရားနာပြေတအားခါထုတ်ထရံသွားကဟဲ၆ထုတ်နဲ့ပြင်မဲ့ထွက်သွားအဝေးမသွားဘူးအိမ်မော်ပြန်တက်ဒီမိမအိမ်အောင်ရောက်လာဖတ်ကနေခွာချဟဲကြည့်စမ်းကြိုက်လဲကြိုက်တာမဟုတ်ဖဲနဲ့ဒီမွေငါအိမ်အောင်ရောက်ရင်သူအပေါ်ကနေဘယ်ကရောက်လာတယ်မသိဘူးငါပေါ်ခွာချတန်တော့ကိုကြောက်ခဲငါဆွဲလန်းပြီးတော့သေသွားရှာတာကျင်းငါသည့်ချက်ကလေးနဲ့ပြန်လာမှစားရအောင်ငါမျက်နှာလည်းမျက်စိတွေကထွက်မှာမဟုတ်ဘူးငါအသံလည်းနားတွေကထွက်မှာမဟုတ်ဘူးငါဆွဲလန်းပြီးတော့သေတာဆွဲလန်းပြီးတော့သေရင်ဆွဲလန်းတဲ့နေရာဖြစ်တတ်တဲ့ကိုကြောက်ခဲကလည်းငါကိုဆွဲလန်းပြီးတော့သေသွားတာတန်တော့ဒီငွေငါခေါင်းမဟုတ်ခဏခွာချရင်ဖြင့်ကိုကြောက်ခဲတာသူပဲဖြစ်ရတတ်တာပဲတတ်တော့မွေဘဝတစ်ခါသေးရောဘယ်နှခါရှိပြီလို့မြိတ်သားလူဘဝတစ်ခါမွေဘဝတစ်ခါနှစ်ခါသေးဒါပေမဲ့လို့ဆွဲလန်းမပြေတော့မောင်ကြောက်ခဲကလည်းအဲ့ဒီအိမ်မှာခွေးကလေးသွားဖြစ်ဆိုတယ်နော်ဥပါဒံခွေးဒီလေးပြိဿဘာလေးတော့ဟိုဟာဆွဲလန်းဖြစ်မှတော့ဒါပဲဖြစ်ခွေးဒီလေးကဒီမိမနောက်တကောင်းလိုက်အဲ့ရထဲကစကြသူ့နှခလှုပ်တကောခွေးမုတ်ဆိုးမလေးတဲ့သူခေါ်ကြကတရဌာနကမိတတိတိဘယ်တော့သွားပြီးတော့ယုံလိုက်မှာပါလိမ့်မလဲလို့ဥပ္ပန်ထင်းဒီအယကဝိုင်းပြီးတော့ကြက်ရကြပြန်သည်ခွေးမုတ်ဆုံးပါလေဟဲ့ဝိုင်းကြက်ရတော့သူစဉ်းစားဟုတ်တယ်ခွေးပဲခက်တယ်ခွေးပဲဒီခွေးလည်းငါနောက်လိုက်နေတယ်ပြီးတော့ခွေးမဆိုကိစ္စမရှိခွေးဒီပြောစရာကြီးတာဒီကောင်ဟိုကောင်ဖြစ်ရဟောတတ်တာပဲပြုတိတဘယ်နှဘဝရှိခွေးဘဝသေးပြန်တော့လေအစွဲလန်းကမပြေလို့အဲ့ဒီအိမ်မှာနွားကလေးသွားဖြစ်နွားဒီလေးနောက်ကတကောက်လိုက်ဒီလိုနောက်ကတကောက်လိုက်တော့အရက်ကဟဲနွားကြောင်သမားလေးဘယ်စကြဲသွားကြောင်းမှာပါလိဝိုင်းစကြလှောင်ကြပျောက်ကြဟုတ်တယ်ဒီနွားလည်းငါနောက်ကြည့်လိုက်နေတာပဲပြောစရာကြီးနွားဒီဆိုတော့လေအခဲတာဒီကောင်ဟိုကောင်ဖြစ်ရတတ်တာပဲပြုဘယ်နဲ့ဇက်ရှိဆိုကြည့်သားမမကြီးနဲ့မလင်ကိုတလေးဇတ်တိုင်အောင်ပဲဘယ်နဲ့ဇတ်တော့ဘယ်နှစ်ဘဝတော့အဲ့ဒီလိုလေးဘဝတိုင်တတ်ပြီးလာခဲ့တဲ့အစွဲလန်းကမပြေတော့ဟောဒီတခါတော့သူ့မိမဝမ်းထဲမှာသူ့ညီနဲ့ခတဲ့တန်ဒီပါဗျာ
ဆွဲလမ်းမသေးကြနဲ့နော်ဖိုးကြီးဖွားကြီးတွေနည်းနည်းမှားခဲ့ရအောင်ဒီကနေ့ကိုလမ်းကိုကြည့်လက်ကန်လုံးမနေနဲ့အချို့ကမသေးနိုင်ဘူးမလေးကာမရှိရင်ငါသားလေးဘယ်သူနဲ့နေခဲ့ပါလို့လက်ကန်နဲ့ငါသမီးလေးခက်တယ်ဆွဲလန်းကြီးတချို့မသားကလူစုံအောင်စောင့်အသက်ကပြင်းလာတဲ့9ရက်တောင်စားမစားဘူးတဲ့ခုတည်းမထွက်ဘူးဒီထဲမသားဝေဖန်တဲ့လူကရှိသေးဘယ်သေးအောင်မတုံးနဲ့ရန်ကုန်ကသူ့သားကြီးမှပြန်ရောက်သေးပဲကိုလူစုံအောင်စောင့်နေတချို့မသားဒါကြောင့်ကိုလန်းကိုကြည့်ကြဗျဆွဲလန်းသေးရင်ခမရတို့ဖြစ်စရာတွေပေါ်တဲ့အိမ်မြောင်တို့တောက်တက်တို့ပရွက်စိတ်တို့ပို့ဟတ်တို့ခြာဘုံတို့အိမ်မှာဆွဲလန်းသေးမှာစိုးလို့ကိုကုသိုလ်ကောင်းမှုပြုထားတာလေးတွေအာယုံပြုသေးကြကုသိုလ်ကောင်းမှုလေးတွေတရားနာတဲ့ဆွမ်းကတ်တယ်လှူတဲ့တန်းတယ်ဒီကုသိုလ်တွေအာယုံပြုသေးရင်နတ်ပြည်လောက်ကတော့တန်းနေတာဗျို့ဒုက္ခတိမလားဘူးတဲ့ကြည့်ခုမှသူမိမဝါနဲ့တန်နေခဟဲ့6လလွယ်10လဖွာကြပါစို့ခတ်တုတ်ပေါ့တရားတဲ့ပဲ6လ10လစောင့်နေကျုပ်တရားနောက်နှစ်တောင်ပြီးကြမှာပြီးသားယောက်ျားလေးပြိဿဘာလေးသားယောက်ျားလေးမွေးဖွားတယ်ကနဦးစတော့မျောသွားရှာတယ်မေ့ပြီးတော့နောက်တတိလေးရတော့ကောက်ကြည့်လိုက်ဟဲယောက်ျားလေးအိုးဟန်ကြလိုက်ပါပြီကြောက်ခဲပြားနဲ့ပြေးတာဘာမှဖြစ်တာပါလေကြောက်ခဲခင်ဗျာယောက်ျားလေးကွယ်ဟာဟန်ကြလိုက်တာဗျာဟန်ကြဆိုကွယ်ငါလည်းဘယ်လိုမှမအောင်မင်းနဲ့နော်မင်းကိုတည်သွားတာလည်းကြာပါပြီအိုးမင်းအကူကိုတတိယလွမ်းဆွတ်တဲ့အနေနဲ့ယောက်ျားလေးလည်းဖြစ်နေလို့မင်းအကူနာမည်နဲ့ကြောက်ခဲလေးလို့မှဲ့မကောင်းဘူးလားဗျာကောင်းတယ်ကျုပ်လဲလေခမချစ်လို့သာအကူကိုတတ်မိတာကျုပ်3-4လအိတ်မပြောပါဘူးဗျာအခုတည်းကကျုပ်အကူလွမ်းလို့မျက်ရည်ကျမိသေးတယ်ဒါပြင်တို့ကြောက်ခဲလေးမဲ့ရအောင်လေဟုတ်ကဲ့ကောင်းပြီကြောက်ခဲလေးမောင်ကြောက်ခဲလေးနဲ့ဟောကြောက်ခဲလေးဖြစ်သွားဟိုတုန်းကကြောက်ခဲကြီးခုကြောက်ခဲလေးဟိုတုန်းကကြီးပဲဒီတဖြည်းဖြည်းနဲ့ကားနေယထာကျိတ်နဲ့တဖြည်းဖြည်းသေးသွားတာပေါ့ဗျာပြေးတာခုကြောက်ခဲလေးဖြစ်သွားပါလားကြောက်ခဲလေးဒါပေမဲ့လို့ကလေးကဇာတိတရညံရလာတော့အမေအကိုင်တွယ်မခံတော့ပြီအမေမျက်နှာမြင်ကက်ကက်လောင်ကိုတော့သည်နိုးချိုတိုက်ကျွေးလို့မရဇာတိတရညာနော်ဇာတိကဖြစ်ခဲ့တယ်တရကပြန်အောင်မိနေမိမိဖြစ်ခဲ့တဲ့ဘဝပြန်အောင်မိနိုင်တယ်ဆိုတာအဲ့ဒါကျွတ်တို့ဇာတိတရညာခေါ်တယ်လူဝင်စားတွေမှာရတိုက်ဘယ်တော့မှဘသူသမီးလေးဝင်စားတာဘသူသားလေးဝင်စားတာအကုန်ပြန်ပြောနိုင်တဲ့ဆိုတာကြားဘူးလားပြိဿအဲ့ဒါဘာညာနော်ဟောနောက်ဘဝကသူ့ကို4ဘဝတိုင်တတ်ခဲ့တာတွေကိုသိလာပြီကလေးကအမေမြင်ကက်ကက်လောင်ကိုမေအကိုင်တွယ်မခံအဲ့ဒါလို့ဖြစ်ပြီးတော့လာခဲ့ရမှတဖြည်းဖြည်းကလေးကြီးရင်လာပြီကြီးရင်ဆိုခတ်တုတ်ပြောလိုက်ကြပါစို့19နှစ်ရွယ်လောက်ရောက်မြန်ကြီးတာပေါ့ဗျာနော်တရားတယ်ပဲ19နှစ်ပြည့်သားဘယ်နှစ်တော့အမေတခုံးမခေါ်ဘူးအမေနဲ့ညနေချင်းဆိုင်မထိုင်ခဲ့ဘူးဒီကနေ့တော့သားလုတ်သူမောင်ကြောက်ခဲအိမ်ထဲဝင်သွားအမေနောက်ကလိုက်သားရဲ့ကြောက်ခဲလို့ခွန်လိုက်နောက်လှည့်ကြည့်ဘာလို့ဟဲလူလေးအမေကိုဘယ်လိုထူးလိုက်တာတုံးသားရဲ့အမေကခေါ်တာခြေချင်းငန်းငန်းထူးပါသားရဲ့ဘာအမေတို့ဟင်အမေမဟုတ်ဘူးနင်ငါမယားလူလေးသားရဲ့ဘယ်လိုပြောလိုက်တာတို့သားရဲ့လူကြားလို့မကောင်းပါဘူးအမေကိုမယားလို့ဆိုရသလားသားရဲ့အရာထဲကလူတွေကြားလို့မကောင်းပါဘူး
မကောင်းကောင်းကောင်းမရပဲသားရဲ့ရစ်စစ်လာကြီးလားသားရဲ့ငါသားအမေကိုမွေးကျေးဇူးတွေဆက်တော်တာလားလူစိမ်းသားကြီးအမေလို့ခုချီတီတခုမခေါ်ယူမကအခုတော့ငါမရတဲ့လူကလေးသားအခေါ်နဲ့ဘာသားတော့ဟင်မိမကောင်းမှတ်မိမယုတ်ကြီးလူသားကောင်းပါကြီးနေငါကိုလေးဘဝတိုင်နေတတ်ခဲ့တဲ့လူသားကောင်းပါကြီးလူမဟုတ်ဘူးခွေးမတေဘီတော့မိမယုတ်လက်သီးနဲ့ထိုးမလို့ကြိတ်မလို့လှုပ်ပြီးတော့ရင်ဘတ်လက်ဝဲလက်နဲ့လှမ်းတွန်းလိုက်တာအမိပက်လက်လောင်လေသားလူကလေးရစ်စလိုက်တာသားရဲ့အမေလို့တခုခွန်လို့မကအခုအမေကငါသားကြီးသေအောင်တတ်တော့မလို့လားဖယားနဲ့တခိုင်းနဲ့ပြတဲ့မိခင်ရဲ့ကျေးဇူးတွေမင်းဆက်တော့တာလားသားရဲ့အနန္တမေတ္တာရှင်မမောင်ရဲ့သားရဲ့လူကလေးရဲ့ကြောက်ခဲရဲ့ပေါ့ဗျာငိုရှာတော့ပေါ့သမယချစ်တော်ဝင်သူမိခင်အရင်ကိုလားအမေငိုနေတာကြုတ်ကြည့်မနေနဲ့အနန္တမေတ္တာရှင်မသားရဲ့သမယချစ်တော်ဝင်သူမိခင်အရင်ကိုလားသတိတမင်ကင်းကမတရားဆိုရှာတဲ့သာဝရသနောသာဝရသနောငိုနေတာမိမကြီးကျုပ်ကယောက်ျားကံဖြစ်ဟုတ်တယ်ဗျမိမသန်ဆိုတာအတွန့်နဲ့အတက်နဲ့ရှားရှည်တယ်လည်းမအောင်ဘူးနဲ့နည်းနည်းရှည်ပြရရအောင်သတိတမင်ကင်းကမတရားဆိုရှာတဲ့သာဝရသနောမိမသန်ဒီလိုလာရသာဝရသနောအမွေဒီလိုလာမှာဘူးအမကြပါဘူးကွာအဲ့ဒီလိုငိုတာပဲမှတ်ပါမဆိုးကြပါနဲ့တာရဲ့ကြောက်ခဲရဲ့တမျိုးအထင်မှာကမေကိုစောကားရဲ့ဖြစ်တကယ်မကြငရေရွာလို့သွားရလိမ့်မယ်ကွယ်ဟမမင်းတဟဝရစီလားအမေကိုတနာမိကြီးရင်မေမောဆင်းញမလာဆိုပြီးငိုလိုက်ပုံတော့ဗျာပြေသာအမေလို့သူငိုကလားငိုယုံမကဘူးမျက်စိကလေးမှိတ်ပြီးတတိလစ်သွားရှာလှုပ်တော့အမေလဲသွားပြီတတိလေးပြန်လဲလာပိဿကြီးအတိတ်ကအရေးတွေကပျောက်သွားပြန်ငါအမေကိုပြင်းမှားမိပြီအမေအသက်မှရှိသေးရဲ့လားမာပြီကြောက်ခဲမင်းမှာပါဘောလားရဲ့လို့တအားပြေးပြီးတော့သူ့အမေလဲပင်အောက်လက်ကလေးရှိုးမျက်နှာလေးပေါင်မော်တင်လို့မေမပွဲတဲ့ဆိုဒီတိုင်းနေမှာမဟုတ်ပွဲတဲ့ဆိုရင်ဟဲ့သားရဲ့အပြစ်ကိုလေမေခွန်းလို့လိုက်ပါမယ်ပြစ်မှားလေသမျှအမေကကြေရင်လေကျူးလွန်မိတဲ့ဝစီကနွေမေသားကိုခွန်းလို့ပါလားပါတယ်လို့ဟဲ့နေရောကြီးဆိုမှဖြင့်အာရပါလားဆိုစမ်းပါမေသားရဲ့အပြစ်ကိုလေမေခွန်းလို့လိုက်ပါမယ်ပြစ်မှားလေသမျှအမေကကြည်ရင်လေကျူးလွန်မိတဲ့ဝစီကနွေ
မေမေသားကိုခွန်းလို့ပါလားမလေးအခုမှစီးကြိုက်ဝါကြိုက်ဖြစ်လာပရိသတ်ကြီးသားလို့သူသတိပြန်ရပါလားသတိပြန်ရတော့လေအမေမျက်စီလေးပွင့်လာဟောသားလူကလေးအဘလေး19နှစ်ရွယ်ချီအမေတခွန်းမှမခေါ်ခဲ့တဲ့သားခုလေအမေလို့ခေါ်လိုက်တာအမေအားရလေချင်းသားလူကလေးဆိုပြီးတော့သားမိနှစ်ယောက်လဲပင်းဖက်ပြီးတော့ငိုကြဝင်လာပြီအမေကြီးဟိုဘဝတုန်းကအမေပေါ့ဒီဘဝအမေကြီးပေါ့ဝင်လာဟဲ့နင်တို့သားအမိဘယ်လိုဖြစ်ကြတာတို့အဖွားကြီးကိုဗျာဆိုပြီးတော့အမေရင်ဝင်ထဲကပြေးထွက်ဒါအမေမဟုတ်ပါဘူးဗျာဘဝဟောင်းကအမေကိုမြင်လိုက်တော့အတိတ်ကအရေးတွေပေါ်လာပြန်ပြီတရားနာပြီလားဒါအမေမဟုတ်ဘူးသူကလေကျုံမရဒီလိုပြောလိုက်တော့အဖွားကြီးပြူးသွားတယ်မျက်လုံးဟင်ကောင်းကလေးအမေကိုမရလေပါလေနဲ့နင်းမြေမျိုးလိမ့်မယ်ဖွားကြီးကဟုတ်တယ်မရသူကကျုပ်မရကောင်းကလေးတော်တန်တိတ်ငါပါချလိုက်ရအဖွားကြီးဒေါ်ပွားအမေကျုပ်မှတ်မိတော့ဘူးလားမေရဲ့ဟာဒီကျုပ်လည်းဘင်းကိုကြည့်ပါအောင်သူကအခုတ်ခိုင်းလို့အမေသားအငယ်ကခုတ်ခဲ့တဲ့ရေရင်ရာအမေကျုပ်ကြည့်ပါဦးမေသားကြီးကြောက်ခဲမှတ်မိတော့ဘူးလားမေရဲ့ခမည်းကမှကျုပ်အမေကျုပ်ကမှအမေသားသူကကျုပ်ကိုလေလူဘဝတစ်ခါရဲရဲနဲ့အစင်ခိုင်းကျုပ်ကသူ့ကိုဆွဲလန်းလို့မွေးဖြစ်ပြန်တော့လဲသခွေးဖြစ်တော့လဲသနွားဖြစ်တော့လဲသလေးဘဝတက်တဲ့သခဲ့တဲ့လူသားကောင်းမကြီးသူကကျုပ်အမေမဟုတ်ဘူးခမည်းကကျုပ်အမေပါအမေရဲ့လို့လဲပြောလိုက်ပါလေရောအဖွားကြီးဟင်လူကလေးကြောက်ခဲအမလေးမသေးလို့တွေ့ရမဲနိုင်ပါအဖွားကြီးလွန်ခံပေါ့ကွာအဖွားကြီးငိုချင်းတဘိုးလောက်သာဆိုလိုက်ရင်ငါပါတော့ရွဲ့မှသေးကြတော့ငိုချင်းကလည်းရေးမထားလို့ရေးထားရင်အဖွားကြီးငိုချင်းမသိမချပဲနေမယ်ဘုံကြီးမဟုတ်ဘူးငိုတယ်လို့မှပေါ့ဖိုးကြီးဖွားကြီးကြောင့်ပြောရပါညောင်းလုံးဟုတ်တယ်ဖိုးကြီးတွေကတခါသကြိုးလေပိတ်ယမလာဥပုသ်ဆောင်နေတာအဖွားကြီး9ရက်မှ10ရက်မှပြီလို့ဖိုးကြီးကမေးတယ်ဟေးအဖွားကြီးဘာတော့ဒီကလေးချီရဲ့လားတဲချင်းတော့နင်းငါချစ်လို့ယူထားအသက်ကြီးမှာပါအကုန်လုံးကိုယ်ရောကာယဖြစ်ကုန်အမှန်တော့ဥပုသ်ဆောင်ရင်လို့8ရက်လားမေးရှာတာတကြိုးကလေပိတ်ပြီး8ရက်လားဖြစ်တော့ဖွားကြီးတော့ပွားတာပေါ့ကဲရှိပါစေတော့လေကျုပ်ကဘေးဖောက်ထွက်သွားဒီတော့မှตายရဲ့တာပြီမဲ့လို့အမေကဟိုဘဝတုန်းက9လလွယ်10လဖွားခဲ့တယ်အမေဒီဘဝလည်းမင်း9လလွယ်10လဖွားခဲ့တာပဲအမေကြီးပါပဲသားရဲ့ဖယားနဲ့တခိုင်းနဲ့ပြအမေကိုငါသားတီလို့မပြောနဲ့နော်သားရဲ့တတိယပါတော့သားရဲ့ဟုတ်ကဲ့မေမေကျုပ်သိပါပြီမေရဲ့ခုတော့
အမေကျုပ်အပြစ်ကြည့်ပါပဲမေရဲ့အမေအပြစ်မရှိဘူးတကယ်တမ်းရှာလိုက်တော့ကျုပ်အပြစ်ကလည်းစင်စစ်အာမရောအဝိဇ္ဇာတဏဝသေနတွေ့မူလာနီကျုပ်လေဒီမိမကိုဒီလိုဆွဲလန်းရင်ဒီလိုအသက်ခံရလိမ့်မယ်ဆိုတာမသိအောင်အဝိဇ္ဇာကြီးကဖုံးဥက္ကဋ္ဌလုံးအမေတဏဆိုတဲ့တွင်ရမှုချဲလဲသမျှကျုပ်ခံရတာပဲမေရဲ့ဟုတ်တယ်ကွာအဝိဇ္ဇာဥက္ကဋ္ဌဆိုတော့တဏတွင်ရမှုပေါ့နိုင်ငံရေးမဟုတ်ပါဘူးတော့ချက်တွေသူဟာနဲ့သူခေတ်စကားနဲ့သူကနားလဲအောင်ပြောရနိုင်ငံရေးဆိုသတင်းစာတောင်မကြည့်ပါဘူးနော်ဘုန်းကြီးကျောင်းတော့သိကြပြီးသားပါဒါနားလဲတဲ့စကားလုံးလေးနဲ့အမေကျုပ်ကိုသူတို့နှိပ်စက်လို့ကျုပ်ဒီလိုဒုက္ခဖြစ်တာမေရဲ့အခုတော့ကျုပ်သိပြီရဲ့လို့အော်ခုတော့ဖြင့်သိပါပြီလေသာသိပြီလေအမေရဲ့အပြစ်လည်းမရှိပဲသားရဲ့အပြစ်လည်းမရှိပဲနှစ်အောင်နှစ်တဲ့သမှုရိယတဏှာကိုလေသားကြောက်ခဲတော့မကျေနိုင်ပဲတကယ်ချင်းမုံလို့ယုံကမ်းမာတော့လေကြီးမလုံးနဲ့ဟဲ့မလေးယုံကမ်းမာတော့လေးဆိုတာသူများခိုင်းတာကိုယ်တိုင်ကြတော့မလေးမင်းသွားတော့လေးတဲ့သူများခိုင်းကိုယ်တိုင်ကြတော့ငါသွားတော့မယ်လေးတဲ့ဒါကြောင့်သူကိုယ်တိုင်ယုံမှာဆိုတော့မလေးဟဲ့သားကြောက်ခဲတော့မကျေနိုင်ပဲတကယ်ချင်းမုံလို့ယုံကမ်းမာတော့တို့ဒီတစ်ခေါက်ဒီလုံးတိုက်ပြီးရင်နောက်တစ်ခေါက်ကမာရွတ်ရောက်ရင်ယုံဆောင်မှဖြစ်မယ်ဟေးတယောက်တကြနဲ့ဆိုနေဘူးရမှာကဲဒီတော့တရားနာပိဋကရေဒါဖြင့်ငါသားပဲလို့သဘောရမမေကျွန်တော်သာသနာ့ဘောင်ဝင်ထမ်းရဟန်းပြုပါတော့မယ်ခမညာဒါဖြင့်အမေလည်းဘိက္ခုနီမဝစ်မယ်သားမိနှစ်ယောက်ယဟန်ပြုလိုက်ကြနောက်ကမ္မထံတရားတွေကြိုးစားပြီးတော့သမှုရိယတဏှာရဲ့အပြစ်ကိုမြင်၍ချစ်ခင်တဲ့စိတ်တွေဖြတ်လိုက်တာဟောတရားနာပိဋကသားလို့သူကလည်းယဟန်နာဖြစ်အမေလို့သူကလည်းယဟန်နာမိမကြီးဖြစ်အမေဆိုလို့အမေလေးမမှတ်နဲ့အမေကြီးလေးဘဝတိုင်နဲ့တတ်တဲ့မိမယဟန်နာဖြစ်တာမဟုတ်ဘူးအမေလေးလားအမေကြီးလားပိဋကဟောဥကြောက်ခဲယဟန်နာဖြစ်ပလားပြေးသားကြီးဦးကြောက်ခဲယဟန္တာဖြစ်တော့နောက်ဇာတိအသစ်တစ်ဖန်ပြန်ရပါအောင်မလားမရရင်သူ့ဘဝကဆုံးမသွားဘူးလားခမည်းတော်ကလူမိုက်တယောက်သေးတော့လူမိုက်ကြီးတယောက်တော့ဘဝဆုံးရှာပြီတဲ့ဆုံးသေးဘူးဗျဟိုဘက်ဘာတွေဖြစ်အောင်မှမသိဒီကြောက်ခဲကမှယဟန္တာဖြစ်တော့ဒီဘဝနောက်ပိတ်ဆုံးဇာတိပြတ်သွားသဖြင့်ကြောက်ခဲလေးရဲ့ဘဝဆုံးရှာပြီဆိုတာနိဗ္ဗာန်ရမှာဘဝကတကယ်ဆုံးတယ်သဘောပေါက်ရဲ့လားပြိဿကြောက်ခဲလေးဘဝဆုံးရှာပြီဆိုတာသဘောပေါက်ပလားအခုဥကြောက်ခဲယဟန္တာဖြစ်ပလားဥကြောက်ခဲလို့ပဲမှတ်ပါတော့ဘွဲတွေပါတွေပေးမနေပါနဲ့တော့နော်ဘွဲပေးနာမည်ပေးရလဲတဲလွယ်တာမဟုတ်ဘူးတချို့ဖေနဲ့မင်းနှစ်ယောက်စလုံးနာမည်ပါအောင်ပေးဖေကမောင်လှအမေကမချောသားလေးကြတော့မောင်လှချောဆင်းကိုပြေးလို့ဖေမေကနာမည်ကောင်းမှဖေကကိုခွေးမေကမခွေးဆိုရင်လဲခွေးမဲ့ဖို့ရှိတချို့ကြအဖေကကိုခွေးမေကမဝက်သားလေးမဲ့ရင်ခွေးဝက်မိဘနှစ်ပါးနာမည်ကောင်းမှပါအောင်မဲ့ရတယ်ဂိုင်းတရားနာပိဋကကြောက်ခဲလေးရဲ့ဘဝဆုံးသွားတာကိုဒီကနေ့တော့အစနေ့မို့ဒီမြနဲ့ပဲ12နာရီကြော်သွားပါပြီမနေ့ဖြင့်ကတပည့်ခါဇတ်ထုတ်အသက်ဘုန်းကြီးဟောပါမယ်။ကိုင်အားလုံးခဏလေးပြီးခံပြီးတော့ဆိုလိုက်ကြပါဦး။ပြန်နာပေါ့ဖြည်းဖြည်းပေါ့လှုပ်ရအောင်မလုပ်ပါနဲ့။တာဓုခေါ်ပြီးပြန်နာပေါ့။တကဘာလုံးမှမြတ်တတာချမ်းသာကိုစိတ်မြဲပါစေ။အားလုံးကိုယနေ့ညကြွရောက်လာကြတဲ့တရားနာပရိသတ်ကြီးချမ်းသာကြပါစေ။ဘာပြောတာတို့ကျုပ်ကြတုနာဆရာတော်ဘုရားလည်းချမ်းသာပါစီတောင်ပြီးမထွက်ဘူးနော်ဘုန်းကြီးပို့တဲ့မေတ္တာကပိုက်ထဲထည့်ပြီးဘုန်းကြီးတော်ပြည့်မထားခဲ့ကြပါနဲ့အားလုံးယနေ့ညကြွရောက်လာကြတဲ့တရားနာပရိသတ်ကြီးကျမ်းမာကြပါစေက
ကိုင်းအိမ်ပြန်ပို့ကြပါစို့အတ္တခေဟေပြောသမျှဟောသမျှတွေကသဘောမကြပဲအပြစ်တွေးကလျင်ချီရင်နေဖုံမုံစိတ်တွေပြစ်ပြသေးသည်တော်မိမိတို့အင်္ဂယာဌာနသို့နိဝတ္တတုသီခံရသာပြန်ကြပေတော့နိဝတ္တတုမေတ္တာရေပခါဖြောင်းလိုက်မဲ့ပြစ်ပရာတွေဝေးရကမြန်းစီရောခြေသာရဆွေကလျှံပြီးကိုစိတ်နှဖျားချမ်းသာစွာဖြင့်မှန်စွာမနေသာဓုလေးခေါ်ပြီးအောင်တောင်မနေနိုင်မဲနဲ့ပြန်ခြင်းလုံးလို့လှုပ်ရွလုံနေတဲ့ဟာတွေမျက်စောင်းတော့ထိုးတော့မှထင်တယ်ပြန်မာလေးတော့ပြန်ညစေကုန်သတည်း